ကျွန်တော်တို့စာရင်ထဲကအစာချေ acid ဘယ်လောက်ထိပြင်းအားရှိရလို့ခင်ဗျားတို့သိထားလဲတော်တော်လေးပြင်းအားရှိရလို့တော့သိထားကြမယ်ထင်ပါတယ်ဘလို့ပဲပြင်းအားရှိရှိကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာတန်ကောင်းတွေလိုမျိုးကပ်ပါကောင်းတွေလည်းရှင်းနေထိုင်နေကြပါတယ်ဘာလို့နေနိုင်တာလဲဒီနေ့ဗီဒီယိုလေးကတော့အစာချေ acid တွေနဲ့တန်ကောင်းတွေလိုမျိုးကပ်ပါကောင်းတွေအကြောင်းဆက်ဆက်ရှင်းပြပေးတော့ပါမယ်ကျွန်တော်တို့ရဲ့အစာရည်နဲ့အစာချေတွေကို hydrochloric acid တွေနဲ့အဓိကဖွဲ့စည်းထားပြီးတော့ enzyme, calcium chloride, sodium chloride နဲ့တခြားချွဲတွေတလိပ်တွေလည်းပါဝင်ပါရဲ့ဒီအစာချေတွေကကျွန်တော်တို့စားသုံးလိုက်တဲ့အစားအစာတွေကိုချစ်ပြတ်ပြီးတော့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေကိုစုပ်ယူပေးပါတယ်ဒါတွေမကရပါဘူးကျွန်တော်တို့စားလိုက်တဲ့အစားအစာတွေမှာပါတဲ့တချို့တော့ဘက်တီးရီးယားတွေနဲ့အဏုဇီဝပိုးမွှားတွေကိုလည်းတက်ပေးပါသေးတယ်ဒီလိုတွေလုံနိုင်တာကအစာချေထဲမှာပါတဲ့ hydrochloric acid ရဲ့ပြင်းအားကြောင့်ပါအစာချေထဲမှာပါတဲ့ hydrochloric acid ဘယ်လောက်ပြင်းလဲဆိုတော့မပြောခင် acid ပြင်းအားတွေကိုတိုင်းတဲ့ pH level အကြောင်းအရင်ရှင်းပြချင်ပါတယ် pH ရဲ့အရှည်ကောက်က potential of hydrogen ပါသူက hydronium ion H3O နဲ့ hydrogen ion OH အချို့ကိုအဓိကဖော်ပြတာပါ pH level စကေးက3ညကနေ14အထိရှိပါတယ် pH တန်ဖိုးနည်းလေ acid တက်များလေpH တန်ဖိုးများလေ acid တက်နည်းလေတနည်းအားဖြင့် base တက်များလေပါအလဲတက်မှာရှိနေတဲ့ pH level 7က acid လည်းမဟုတ် base လည်းမဟုတ်တဲ့ရေလိုမျိုးဓာတ်ပြည့်နေတာကိုပြတာပါပြန်ဆက်မယ်ဆိုရင်ကျွန်တော်တို့အစာရည်နဲ့အစာချေ acid ရဲ့ pH level ကလူပေါ်မူတည်ပြီးတော့1နဲ့3ကြားမှာရှိပါတယ် pH level 0ကကားဘရီမှာသုံးတဲ့ acid တွေရဲ့ပြင်းအားပါဒီအစာချေ acid တွေကတွားနဲ့အယိုးတွေကိုတောင်မှချိဖြတ်နိုင်ပါတယ်ဒါပေမဲ့ချက်ချင်းကြီးတော့မဟုတ်ပါဘူးအရွယ်စားပေါ်မူတည်ပြီးတော့မှအချိန်အများကြီးကြာနိုင်ပါတယ်ဒီလောက် acid ပြင်းနေရအောင်တန်ကောင်တောက်ကောင်တွေကခန္ဓာကိုယ်ထဲမှာဘာလို့ရှင်းတန်နေထိုင်နိုင်ရလဲဘာလို့လဲဆိုတော့သူတို့တွေကအစာချေ acid တွေရှိရဲ့အစာအိမ်ထဲမှာမနေပဲဦးလန်းချောင်းတွေထဲမှာနေလို့ပါတန်ကောင်တောက်ကောင်တွေကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကိုအကောင်လိုက်ကြီးချက်ချင်းရောက်လာတာမဟုတ်ပါဘူးပါဇက်ကနေတစင်တန်ဥတွေအဖြစ်ခန္ဓာကိုယ်တွေကိုရောက်တာနဲ့အဲ့ဒီတန်ဥတွေကအရေပြားမှာကတ်တွယ်ပြီးတော့အကောင်ပေါက်အဲ့အကောင်ပေါက်တွေကအရေပြားကိုဖောက်ထွက်ပြီးတော့ခန္ဓာကိုယ်တွေကိုဝင်တဲ့နီးနီးပဲရှိပါတယ်မင်္ဂလာပါတောသားလေးအရေပြားကိုဖောက်ပြီးဝင်လာတဲ့တန်ကောင်တွေကဦးလန်းချောင်းတွေကိုတန်းပြီးရောက်တာနိုင်တဲ့အတွက်ကြောင့်မို့သူ့အကြောင်းကိုတော့အသေးစိတ်မပြောတော့ပါဘူးဒါပေမဲ့အစာဆိုင်ပါလာတဲ့တန်ဥတွေကတော့အစာရင်ထဲကိုတန်းပြီးရောက်သွားပါတယ်အစာရင်ထဲရောက်တော့တဲ့တန်ဥတွေကိုအစာချေ acid တွေကမတက်နိုင်ဘူးလားဆိုရင်တော့မတက်နိုင်ပါဘူးဘာလို့လဲဆိုတော့သူတို့မှာ Q-tel လို့ခေါ်တဲ့အခွန်တွေရှိပြီးတော့အဲ့အခွန်တွေနဲ့ကာထားတဲ့အတွက်ကြောင့်ပါဒါကြောင့်မို့တန်ဥတွေကအစာရင်ထဲမှာအစာချေတွေရဲ့ချိကက်တာကိုမခံလိုက်ရပဲနဲ့ဦးလန်းချောင်းတွေကိုရောက်သွားပါတယ်အဲ့ဒီမှာအကောင်ပေါက်ပြီးတော့ကျွန်တော်တို့ရဲ့အာဟာရတွေနဲ့သွေးတွေကိုစောက်သုံးကြတော့တာပါပဲနောက်ပြီးတော့တန်ကောင်တွေကအစာရင်ထဲမှာအကောင်ပေါက်မိတာပဲဖြစ်ဖြစ်အရေပြားကနေဖောက်ဝင်လာပြီးတော့အစာရင်ထဲကိုမတော်တဆရောက်ရှိတော့တာပဲဖြစ်ဖြစ် acid နဲ့တိုက်ထိမိနေအောင်သူတို့ကချက်ချင်းမသေးပါဘူးအချိန်တော်ကြာမှသေးတာပါအဲ့ဒါကြောင့်မို့တန်ကောင်တွေကအစာရင်ထဲမှာရှိနေပြီဆိုတာနဲ့ဦးလန်းချောင်းတွေကိုချက်ချင်းပြေးဝင်တော့ပါပဲဒီလိုနည်းနဲ့ပဲတန်ကောင်တုတ်ကောင်တွေကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဦးလန်းချောင်းတွေထဲမှာကတ်တွယ်နေထိုင်ကြတော့တာပါဒီလိုပြောလို့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကတန်ကောင်တွေကိုဘာမှမလုပ်နိုင်တာတော့မဟုတ်ပါဘူးခန္ဓာကိုယ်ရဲ့ဇီဝခုခံကာကွယ်ရေးစနစ်တွေကလည်းဒီတန်ကောင်တုတ်ကောင်တွေကိုပြန်တိုက်ထုတ်ပါတယ် macrophages eosinophil antibody စားရဆဲတွေကိုထုတ်လုပ်ပြီးတော့တန်ကောင်တုတ်ကောင်တွေကိုခန္ဓာကိုယ်ရဲ့ကတ်တွယ်မနေနိုင်အောင်လို့တိုက်ထုတ်ပါတယ်အရွယ်ရောက်တော့လေလူတယောက်မှာဒီဆဲတွေကိုများများဆဆထုတ်ပေးနိုင်ပေမဲ့ကလေးငယ်တွေမှာတော့များများဆဆထုတ်မပေးနိုင်ပါဘူးဒါကြောင့်မို့လဲဆရာဝန်တွေကကလေးငယ်တွေကိုတန်ချစေစားခိုင်းတာပါဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးဘုရားရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်